Hey, goody la bore mo saya de la. Do aro swe bi. Mo ni aro asong me. Mo na me ro ti cha ma ti bu. Pyo pyaပေးသွားပါဦး။ ဒီဝါလီဒါမှမဟုတ်ဒီပါဝလီနေ့ကအလင်းရောင်နဲ့ပတ်သက်တဲ့ပွဲတော်ဖြစ်တယ်လို့ကြားဘူး။ဒီနာမည်ကတက္ကသဘာသာဆင့်သက်လာတယ်လို့ပြောတယ်။အဓိပ္ပာယ်ကမီးရင်တန်လို့အဓိပ္ပာယ်ရတယ်လို့လည်းကြားဘူးတယ်ပေါ့နော်။ဒီဝါလီပွဲတော်ရဲ့အဓိကအနှစ်သာရကအမှောင်ထုကိုအလင်းရောင်ရဲ့အောင်ပွဲမကောင်းမှုကောင်းမှုရဲ့အောင်ပွဲဆိုတဲ့အဓိပ္ပာယ်လို့စောင်းပါတစ်ပုဒ်မှာတော့ပြောဘူးတယ်။ဟုတ်မဟုတ်တော့ပြန်ပြောပြပါအောင်နော်။ရာမဆက်တော်ကိုကြားဘူးတယ်မလား။ရာမမင်းသားကရာဝဏကိုအောင်နိုင်ပြီးတော့တီတာနဲ့အတူသူ့ညီတော်လက္ခဏာနဲ့တိုင်းပြည်ကိုပြန်လာတဲ့အခါမှာပြည်သူတွေကကြိုဆိုကြတယ်။အဲကြိုဆိုကြတဲ့အချိန်မှာမီးထွန်းပူဇော်ပြီးတော့ကြိုဆိုကြတယ်။အားအကြောင်းမို့ဒါကိုအကြောင်းပြုတယ်လို့လည်းပြောကြတယ်။ဒီဝါလီပွဲတော်ကိုများသောအားဖြင့်9ရက်ကျင်းပလေးရှိပြီးတော့အဓိကနေရာတတိယနေ့ဖြစ်ပါတယ်ဒီလိုနေ့တွေမှာကိုရီမုတ်စားရတာပေါ့နော်မုတ်ဒီထဲမှာတော့အကြိုက်ဆုံးကဒီပဲလေးကိုအထဲမှာနှစ်ပြီးတော့ကြော်ထားတဲ့မုတ်လုံးကြော်လေးပေါ့နော်နာမည်တော့သိချင်မသိဘူးအဲ့ဒါလေးကိုကြိုက်ဆုံးပါတယ်လာဖို့ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ် Happy Deepawali နေ့ပါ